တခါတော့ငယ်ချင်း9ယောက်တရွာသွားမယ်လို့တော့မိုးချုပ်ရောမိုးချုပ်တော့ရွာထိပ်ကစကြအိတ်ကြအောင်ကွာမိုးတော့ချုပ်ပါပြီဆိုပြီးတော့ရွာထိပ်ပြားအိတ်ကြမနဲ့မိုးလင်းတော့ခေါင်းဆောင်လုပ်တဲ့လူကစထကဲခကြီးတော့ဆက်မှဖြစ်တော့မယ်လူစစ်အောင်မှာပါဆိုအိတ်နေတဲ့သူ့လူတွေစစ်တယ်1ယောက်2ယောက်3ယောက်4ယောက်5ယောက်6ယောက်ဟာ1ယောက်ပြောက်နေပါလားအဲ့နေတော့ကြားပဲဆွဲတာလူပဲဆွဲတာဒီဘက်ကပြန်ရည်တယ်1ယောက်2ယောက်3ယောက်4ယောက်5ယောက်6ယောက်ဟာ1ယောက်ပြောက်ပြောက်အဲ့ဒါနဲ့နှိုးတယ်ဟဲ့ကောင်ကြီးပြဿနာတက်နေပြီထားဆိုတော့အကုန်လုံးအိတ်ချုံမှုလို့နဲ့ထားဘာတော့1ယောက်ပြောက်သွားတယ်တို့လာတော့ဘယ်နှယောက်တော့9ယောက်အခု6ယောက်ရှိတော့တယ်မဟုတ်သေးပါဘူးခင်ဗျားအိတ်ကျွန်တော်ရေးကြည့်မယ်တဲ့1ယောက်2ယောက်3ယောက်4ယောက်5ယောက်6ယောက်အာဟုတ်တယ်6ယောက်ပဲရှိတော့တယ်စိတ်ညစ်တယ်အဲ့ဒါနဲ့မဖြစ်ဘူးသကြီးသွားတိုင်မှရမယ်သကြီးသွားတိုင်တော့သကြီးက9ညက်ကလေးနဲ့9ညက်နေဘာတော့ဟာကျွန်တော်ငယ်ချင်း9ယောက်လာတာအခုဇရက်ပေါ်ခမည်းရွာစိတ်ဇရက်အိတ်တာ6ယောက်ရှိတော့တယ်1ယောက်တုံ1ယောက်ကမပြောတာလို့ပေါ့ပျောက်လို့ပေါ့ဟာကဲမင်းတို့တန်းစီထိုင်စားငါရေးမယ်ကိုထည့်ရေးရတယ်မင်းတို့ကကိုထည့်မရေးဘူးသားဟုတ်ကွာကဲငါရေးပြမယ်1 2 3 4 5 6 9 10ဟာတယောက်ပုံနေပြန်တယ်ဟာမင်းတို့ပြောတော့လိုတယ်ဆိုအခုတယောက်တောင်ပုံနေမဟုတ်သေးပါဘူးတကြီးရဲ့ဟောကိုထည့်ရေးရတယ်မင်းတို့မရေးလို့ဖြစ်တာချင်းချင်းနေမစက်ကအတန်မထွက်နဲ့1 2 3 4 5 6 9 10ဟာရွာတဲ့လူစိမ့်ဝင်ပြီဟေ့